တကယ်ချင်းများအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့ချင်းမောင်ဟင်းရခိုင်ချက်နီလေးပြန်ပြီးမျှဝေလိုက်ပါတယ်အရင်တစ်ခါလဲချင်းမောင်ဟင်းချက်နီလေးတင်မှုတယ်ပေါ့နော်ဒီတစ်ခါတော့မျိုးသမားတွေစားတဲ့မျိုးဖက်ကပုံစံလေးချက်ထားတာလေးကိုပြန်ပြီးမျှဝေလိုက်ပါတယ်အဓိကလိုအပ်တဲ့ပစ္စည်းလေးတွေကကြတော့ပင်စိမ်းရယ်ချင်းမောင်ရွက်ရယ်ပေါ့နော်ချင်းမောင်ရွက်ကိုအယိုးနုလေးတွေအရွက်နုလေးတွေအကုန်လုံးယူမယ်နော်အရင်လေးတွေပဲဖယ်ပြီးတော့ထားပါမယ်အရွက်တွေအကုန်လုံးယူပါတယ်နော်ပြီးရင်ရေဆေးပါမယ်ရေတစ်ခေါက်ဆေးပြီးလို့ရှိရင်စားရည်နဲ့ခဏစိမ်ထားပါမယ်နော်ပင်စင်းကိုလည်းဒီမှာအနုလေးတွေအရွက်လေးတွေကိုယူပြီးတော့ခြွေပါမယ်နော်ချင်းမောင်ရွက်ကိုရေတခြား2ခါ3ခါလောက်ဆေးလိုက်ပါမယ်နော်ပင်စိမ်းကကြတော့များနေလို့တစ်ဝက်လောက်ခြံထားလိုက်ပါမယ်ကျန်တဲ့တစ်ဝက်ကိုကြတော့စားရည်နည်းနည်းစိမ်ပြီးတော့ဆေးလိုက်ပါမယ်နော်ငပိကိုအရေဖြော်ထားပါမယ်ဒါမြင်ငပိပါနော်ပြီးရင်ငရုတ်သီးစိမ်းကိုလည်းပိုင်းလေးတွေညှက်ထားပါမယ်ရပြီဆိုလို့ရှိရင်အဖုံးလေးအုပ်ပြီးတော့ချင်းမောင်ဟင်းရွက်ကိုအရင်တည်ထားပါမယ်เนาะပြီးရင်စူပွက်လာပြီဆိုတာနဲ့အရေပျော်သွားတဲ့အထိဒီလိုမျိုးနေထားထိမှွေထားလိုက်ပါမယ်ငပိရထည့်ပါမယ်เนาะပြီးရင်ငရုတ်သီးစိမ်းထည့်မယ်စားငါးမုံသမုတ်ကြက်သားမုံနည်းနည်းပဲထည့်ပါတယ်เนาะပြီးရင်တခြားလေးမှွေထားလိုက်ပါမယ်ဒီလိုမျိုးစူပွက်နေတဲ့အချိန်မှာစီကိုနည်းနည်းထည့်လိုက်ပါတယ်เนาะစီလေးနည်းနည်းထည့်တော့ချင်းမောင်ရွက်ကအေးအေးလေးနဲ့ပိုစားလို့ကောင်းပါတယ်เนาะအရသာလေးမြည်ကြည့်တော့အနေလိုပဲဆိုလို့ရှိရင်တော့ရပြီပေါ့เนาะပြီးခါနေ့ကျမှပင်စိမ်းလေးအုပ်လိုက်ပါမယ်ဒီဟင်းလေးကအရွက်အသီးရွက်လေးစားရတယ်ပြီးလို့ရှိရင်အရေဆန်းလေးဖြစ်တဲ့အတွက်ကြောင့်စားလို့အရင်ကောင်းပါတယ်အသားတစ်မျိုးမျိုးနဲ့စားတယ်ဆိုရင်တော့အရင်စားလို့ကောင်းပါတယ်နော်ဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်ချင်းများအားလုံးကိုယ်စိတ်နှပြကျမ်းမာပျော်ရွှင်ကြပါစေလိုက်ပြီးတော့ချက်စားကြည့်ပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ဘိုင်ဘိုင်